မိဝင်ဖို့ကြပြတော့အမှန်တရားကိုဝန်ခံဖို့ရာမူသားတစ်ဝက်နဲ့ငါရောက်လာခဲ့တာလို့မင်းကငါ့ကိုထင်နေရောလားဟေးမိဝင်မင်းကငါ့ကိုအဲ့လိုမျိုးထင်နေသလားလူတချို့ကတော့ဒါကိုချေလို့ဆိုကြတာပဲငါကတော့ငါနှုတ်ပြမှုစီနောက်တစ်ချိန်ပြန်ရောက်လာတဲ့ငါနှလုံးသားရဲ့အော်တန်လို့သာဆိုလိုက်ခြင်းရဲ့မင်းကငါနှလုံးသားရဲ့အလင်းရောင်လေးမင်းကငါအိမ်မက်တွေကိုထဲပြီးထွန်းညှိထားတဲ့မိအိမ်ငယ်ကလေးလေးမင်းကသာစိတ်ပါလက်ပါဖြစ်လိုက်စမ်းပါကွာတစီတရေတွေအကြောင်းငါကပြမယ်ဆုံးမရဲ့တကောင်ရန်စီဝေးပွဲညအော်ပရာကိုငါလိုက်ပြမယ်ယူကြီးဒုံကွေစုပ်အကြောင်းငါဖတ်ပြအောင်မယ်အမှန်တရားနည်းနည်းအမားတွေကြီးပဲစုပ်ကင်မိတတ်တဲ့ဟောဒီညံဖြင်းဖြင်းကြပြဆရာတယောက်အနေနဲ့ငါဆွမ်းဆောင်နိုင်တဲ့အရာဒါအကုန်ပဲလို့တော့မထင်လိုက်ပါနဲ့ကွယ်မိဝင်ဖတ်ဖို့ချစ်ပုံမြင်တွေငါရင်းနိုင်သေးရဲ့ဒီအချိန်မျိုးမှာငါဟာတဆက်ဆက်တုံခါပြီးမောင်ဝင်နေတဲ့ကြပြဆရာတယောက်ပေါ့ကြပြတွေနဲ့မင်းကိုစာကျွေးမဲ့ငါပါဒီအချိန်မျိုးမှာငါဟာဘုရားသခင်နဲ့ဝေးနိုင်သမျှဝေးတဲ့နေရာငါကငါလွင့်ပြက်လိုက်ခြင်းရဲ့ယူသွမှုနဲ့မင်းကိုစာကျွေးမဲ့ငါပါမိဝင်းရေငါသာမဟုတ်သေးဘူးငါအင်ခေါင်မုံးမှာကတ်နေတဲ့တောက်တဲ့တကောင်ဟာလဲငါလိုပဲခံစားမှုဝါဒီသမားတယောက်ပါကွာဒီကောင်ကြောင့်ငါရိပ်မိခဲ့တာဘာကြသေးလို့လဲကဘာကြီးကတနေ့တခြားလူသားရဲ့ကာမရာဂနဲ့မကောင်းမှုနဲ့ဒုစရိုက်တရားတွေကိုမျိုးချခဲ့ရလွန်းလို့ငါတကူလုံးရောင်ကိုင်းနေပြီမိဝင်းရေရောင်ကိုင်းနေပြီဇက်ကောင်များသည်ခီးလန်းဆုံးသို့ရောက်ကြသောအခါအတိတ်ဤသင်္ကန်းစာများကိုယူပြီးလူတော်လူကောင်းများဖြစ်သွားကြလေသည်ဟူ၍ဝီလျံဖော်ကနာကမဆိုလိုပေတဲ့ကဲဘယ်နဲ့လဲငါစိတ်ချေနှွေကိုငါကိုယ်တိုင်မြင်မှန်ရတနေ့နေ့ကြာရင်တရားရသွားလိမ့်မယ်လို့မင်းကငါ့ကိုမျှော်လင့်နေသလားသွားစမ်းပါအနှစ်သာရဟာစကလုံးတွေနဲ့ဝေးနိုင်သမျှဝေးထွက်ပြေးနေတယ်လို့မျိုးပေါ့အေးဆက်ပြီးအတမထွက်နိုင်အောင်စွန့်အပ်ဘုံလဲကျသွားသည့်အထိငါချစ်နေအောင်မတိလားတိရလားအပြင်းစားအာယုံတွေမိလောင်နေတယ်လို့မျိုးနဲ့ငါချစ်ခဲ့တာမင်းကိုငါချစ်ခဲ့တာအပြားတွေနဲ့မိဝင်းကိုအစာကျွေးမဲ့ပိုင်ဆိုးဝေပါပိုင်ဆိုးဝေ